ဒီနေ့ကျမတို့ဆွေးနွေးမဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်နော်ဟုတ်ကဲ့နိုင်ငံတစ်ခုကိုလူတစ်ယောက်ရဲ့ဘဝအတွေ့အကြုံကနေဖြတ်ပြီးတော့ကြည့်ကြမှာဆိုတော့လေဟုတ်ကဲ့ဒါကသမန်နိုင်ရှင်ချက်တစ်ခုမဟုတ်ဘူးအရင်အမြစ်ကကနေဒါမှာနေတဲ့မြန်မာပညာရှင်တယောက်ရဲ့ဟောပြောပွဲမှတ်တမ်းဆိုတော့ကိုအတွေ့အကြုံလည်းပါတယ်မှန်ပါတယ်မြန်မာစနစ်မှာကြည်ပြင်းလာတယ်ဂျပန်ကိုရောက်တယ်ပြီးတော့မှကနေဒါကိုရောက်သွားတဲ့သူတယောက်ရဲ့မျက်လုံးကနေမြင်ရတဲ့သုံးသပ်ချက်တွေပေါ့ဟုတ်ကဲ့ဒီဆွေးနွေးမှုကအဲ့ဒီကွာခြားချက်တွေရဲ့နောက်ွယ်ကဘာကြောင့်ဆိုတဲ့မိခွန်းကိုနားလည်ဖို့စူးစမ်းကြမှာပေါ့နော်အဲ့ဒါပါပဲကဲဒါဆိုရင်အခြေခံအဆုံးအချက်တွေနဲ့စလိုက်အောင်လားမြေပုံပုံအတင်ကိုပဲရမ်းကွာနေပြီနော်ဟုတ်ကဲ့မြန်မာကအပူပိုင်းဒေသအရှေ့တောင်အာရှမှာအကြီးဆုံးနိုင်ငံဟုတ်ကဲ့ကနေဒါကကျတော့အရေးပိုင်းမြောက်အမေရိကတိုက်မှာဟုတ်ကဲ့ကမ္ဘာမှာဒုတိယအကြီးဆုံးနိုင်ငံဒါပေမဲ့လူဦးတွေကကျတော့ပြောင်းပြန်တော့မြန်မာကတန်း60လောက်ရှိချိန်မှာကနေဒါကတဝက်ပဲတန်း30ကျော်လေးပဲအဲ့ဒီအချက်လေးတစ်ခုတည်းကကိုလူတွေရဲ့နေထိုင်မှုပုံစံကိုအများကြီးသိအောင်မှုရှိသွားတာဟုတ်ပါပဲနေရာကျယ်ကြီးမှာလူနည်းနည်းပဲဆိုတော့ဟုတ်ကဲ့အဲ့ဒါကြောင့်လဲမြန်မာလူမှုဘဝက community base လို့ဟောပြောသူကသုံးသွားတာအတိုက်အဝန်းကိုအခြေပြုတာမျိုးမှန်တယ်တယောက်နဲ့တယောက်တီးကြတယ်အကူအညီပေးကြတယ်အိမ်နီးချင်းဆိုတာမိသားစုလိုပဲလीအဲ့ဒီလိုဝင်းကျင်ကနေတွားတဲ့သူတယောက်တော့ကနေဒါရောက်ဆက်မှာဆိုရင်တော့အထီးကျန်သူလိုခံနိုင်ရမှာပဲနော်တဘာဝကြပါတယ်အဲ့ဒါက trade off တခုလိုပဲပေါ့ဟုတ်ပါမြန်မာမှာကအပြန်လန်ဖေးမှုရှိတယ်ဒါပေမဲ့တူးချင်းလွတ်လပ်ခွင့်နည်းနည်းသလိုဖြစ်နေချိန်မှာဟုတ်တယ်ကနေဒါကကျတော့လွတ်လပ်မှုအပြည့်အဝပေးတယ်ဒါပေမဲ့သူ့နောက်မှာအထီးကျမှုဆိုတဲ့အရေးကရှိနေတယ်အစိုးရကလူမှုဖူလုံရေးစနစ်တွေဘလောက်ကောင်းအောင်လုပ်ပေးအတိုက်အဝင်းရဲ့နှွေးထွေးမှုကိုတော့အစားထိုးလို့မရဘူးပေါ့နော်သိချတာပေါ့အဲ့ဒီအချက်ကနိုင်ငံရဲ့အမတ်တညာ national identity အထီကိုရိုက်ခတ်သွားတာအော်ဟုတ်ကဲ့ကနေဒါကသူ့ကိုသူ multicultural mosaic လို့သုံးနှုန်းတယ်လေယဉ်ကျေးမှုပေါင်းစုံပန်းစကားရပ်ဝန်ဆိုတဲ့သဘောမျိုးလားဟုတ်တယ်အဲ့လိုပြောလို့ရတယ်အမေရိကန်ရဲ့ melting pot ရေပျော်အိုးကြီးနဲ့မတူဘူးmelting pot ကအားလုံးကိုရောမွေပြီးတသားလီထိုးသွားတာမှန်ပါတယ် mosaic မှာကြတော့အပြာကအပြာတယ်အနီကအနီပဲဒါမဲ့အဲ့ဒီမတူတဲ့အပိုင်းစားလေးတွေအားလုံးပေါင်းပြီးလားပါတဲ့ပုံတစ်ပုံဖြစ်လာတယ်ဆိုတဲ့သဘောတရားပဲအဲ့ဒီအယူဆကဟောပြောသူရဲ့ကိုပိုင်ဘဝနဲ့လည်းတိုက်ရိုက်ဆက်ဆက်နေတယ်နော်သူကိုယ်တိုင်ကထေရဝါဒဘုဒ္ဓဘာသာဝင်ဟုတ်တယ်သူခင်မွန်ကခရစ်ယာန်ဘာသာဝင်တောင်အာဖရိကနိုင်ငံသားဆိုတော့သူမိသားစုကိုယ်တိုင်ကတေးသေးလေးနဲ့မိုးစိတ်ပုံစံလေးတစ်ခုဖြစ်နေတာပေါ့အဲ့လိုပြောလို့ရတယ်မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ယဉ်ကျေးကြည့်ရင်တော့ဟောပြောသူအစိုးရမြန်မာက monoracial ပုံစံပိုစံပြီးထေရဝါဒဘုဒ္ဓဘာသာကလူမှုဘဝမှာနက်နက်ရှိုင်းအမြင့်တွေနေတယ်ပေါ့ဒီအချက်ကအစိုးရပုံစံမှာလည်းကွာသွားစေတယ်နော်ဟုတ်တယ်ကနေဒါကဘာသာရေးနဲ့လုံးဝကင်းရှင်းတဲ့ secular အစိုးရစနစ်မြန်မာမှာတော့ဘုဒ္ဓဘာသာကယဉ်ကျေးမှုနဲ့တန်ဖိုးထားမှုလည်းပေါ်လွှမ်းမှုကြီးတယ်တန်ဖိုးထားမှုမှလည်းအဲ့ဒါကိုတွေ့ရတယ်မြန်မာမှာကလူကြီးသူမကိုရိုတေးတာကျိုးနွမ်းတာကိုတန်ဖိုးထားတယ်ဟုတ်ကဲ့ကနေဒါကကြတော့ကနေဒါမှာအဓိကတန်ဖိုးထားတဲ့အချက်၃ချက်ကိုသူကထောက်ပြထားတယ် equality တန်ကူညီမျှမှုပြီးတော့ diversity ကွဲပြားမှုကိုလက်ခံခြင်းနောက်ဆုံးတစ်ခုက reconciliation ဌာနေတိုင်းရင်းသားတွေနဲ့ပြန်လည်ယဉ်ကျေးစေအဲ့ဒီ reconciliation ဆိုတာလေကကျွန်မတို့တော့အသစ်ထင်နေတယ်အခမ်းအနားမစခင်မှာမူလမြေပိုင်းရှင်တွေကိုအတိအမှပြုကြောင်းပေါ်ရတယ်ဆိုတာဟုတ်တယ်အဲ့ဒါကသူတို့ရဲ့တမိုင်းမှာရှိခဲ့တဲ့အမားလီကိုရင်ဆိုင်ပြီးသင်ခန်းစာယူလဲတဲ့ကြိုးပမ်းမှုတစ်ခုပဲဒီမြေဟာမူလကဘယ်လိုမျိုးတွေနေထိုင်ခဲ့တဲ့နေရာပါလို့ပြောလိုက်တာကနှုတ်နဲ့ဝန်ခံလိုက်တဲ့သဘောမျိုးလीအပေါ်ရလောက်ဆောင်ချက်တစ်ခုလို့ထင်ရပါမယ်ဟုတ်တယ်ဒါပေမဲ့နိုင်ငံရဲ့စိတ်ဓာတ်ထဲမှာတမိုင်းကိုဘယ်လိုမြင်လဲဆိုတာကိုဖြည်းဖြည်းချင်းပြောင်းလဲပေးနိုင်တဲ့အစွမ်းရှိတယ်ဒီလိုအသွေးခေါ်ပိုင်းစရာကွာခြားချက်တွေကလက်တွေ့ကြတဲ့ပညာရေးစနစ်ထဲမှာဘယ်လိုထင်ဟပ်နေမလဲဆိုတာကတကယ်စိတ်ဝင်စားစရာပဲအဲ့ဒါကတကယ်ကိုအဓိကကြတဲ့အပြောင်းလဲပဲမြန်မာမှာကဆရာကအဓိကစာမေးပွဲအောင်ဖို့အဓိကအဲ့ဒီစနစ်ကနေလာတဲ့သူတယောက်အတွက်ကကနေဒါရဲ့ကျောင်းပါဘူးပြုစနစ်ကအန်အောစရာဖြစ်နေမှာပဲနော်ဟုတ်တယ်သူကသူ့ရဲ့ addition community social work diploma တင်တာအတွေ့အကြုံကိုဥပမာပေးပြီးရှင်းပြသွားတယ်online တင်တာနော်ဟုတ်တယ် Zoom class တောင်းတက်ဆက်ရမလို့ဘူးဒါပေမဲ့ကျောင်းသားတွေဖိထားခံရတယ်လို့မခံစားရအောင်စနစ်ကတိဆောက်ထားတယ်ဘယ်လိုမျိုးလဲရှင်ကျောင်းသားတယောက်ချင်းစီရဲ့တိုးတက်မှုကို online portal ကနေစောင့်ကြည့်တယ်သင်ခန်းစာတွေကစာဖတ်ခိုင်းတာတက်မဟုတ်ဘူး interactive ဖြစ်အောင်လုပ်ထားတယ်ဗီဒီယိုတွေပဟိလိတွေနဲ့မှန်တယ်ကိုပြန်စစ်ဆေးလို့ရတယ်ဒါပေမဲ့အဲ့ဒီလိုလူချင်းမတွေ့ရကိုဘာသာကိုလေ့လာရတဲ့စနစ်ကမြန်မာကျောင်းသားတွေအသားစားဖို့ခက်ခဲနေမလား
အထူးသဖြင့်နားမလဲတာမေးချင်တဲ့အခါမျိုးမှာပေါ့ ကောင်းတယ်မေခွန်းပဲအဲ့ဒီအတွက်ပံ့ပိုးမှုစနစ်ကောင်းတွေရှိတယ်တဲ့ကျောင်းသားတယောက်ချင်းစီအတွက် advisor အကြံပေးပုဂ္ဂိုလ်တယောက်တတ်မှတ်ပေးထားတယ် အော်အခက်အခဲရှိရင်ဆက်သွယ်လို့ရတာပေါ့ ဟုတ်တယ် email ပို့ရက်ချင်းယူပြီးဆွေးနွေးနိုင်တယ်အဓိကကွာခြားချက်ကတင်ယူသူတကယ်တတ်မြောက်ရဲ့လားဆိုတော့ကိုအလေးထားတာပဲ စာမေးပွဲခန်းထဲမှာဘယ်လောက်ဖြေနိုင်လဲဆိုတာထပ်ပိုရေးကြည့်တယ်ပေါ့ ဟုတ်ပါရဲ့လုပ်ငန်းစဉ်တစ်ခုလုံးမှာတူတကယ်နားလေသွားရလားဆိုတော့ကိုအခန်းတိုင်းရဲ့အဆုံးမှာစာမေးပွဲငယ်ကြီး assignment တင်နဲ့စစ်ဆေးတယ် ဒီနေရာမှာသူကဂျပန်ပညာရေးစနစ်အကြောင်းကိုလည်းခဏထည့်ပြောသွားသေးတယ်နော်ဂျပန်စနစ်ကမြန်မာနဲ့ပိုတူမလားကနေဒါနဲ့ပိုတူမလား အဲ့ဒါကတတိယမြောက်ရှုတောင်းတစ်ခုလို့ဖြစ်သွားတယ်ဂျပန်ပညာရေးစနစ်ကအလွန်အဆင့်မြင့်တယ်စူးစမ်းအားထုတ်မှု effort ကိုအရန်တန်ဖိုးထားတယ်လို့ဆိုတယ် မြန်မာလိုပဲပြိုင်ဆိုင်ကိုရှင်းတာပေါ့ ဟုတ်တယ်ဒါမဲ့ခြားနာတာကပညာရေးနဲ့အစုပ်ကင်ကြားမှာတိုက်ရိုက်ချိတ်ဆက်မှုအရန်အားကောင်းတယ် အော်ဘွဲဒီဂရီအလိုက်လာစာသတ်မှတ်ချက်တွေရှင်းရှင်းလင်းလင်းရှိတာမျိုးလား အဲ့ဒါပဲဒါကြောင့်စူးစမ်းရတာနဲ့ထိုက်တန်တယ်လို့လူတွေကခန်းစားရတယ်ဒါကကနေဒါရဲ့မင်းဝဒနာပါလာလို့ဆိုတဲ့ချင်းကတ်ပုံနဲ့ကွာတယ်လို့မြန်မာရဲ့ဘွဲတစ်ခုရရင်ပြီးတော့ဆိုတဲ့တွေးခေါ်ပုံနဲ့လည်းမတူတဲ့တတိယပုံစံတစ်မျိုးပေါ့ ပညာရေးစနစ်တီဒီလောက်ကွာတော့လူမှုဖူလုံရေးစနစ်တီကလည်းကွာခြားမှုတွေကကြီးမားမှာပဲအရင်မြင့်ချင်းမှာကနေဒါရဲ့လူမှုဖူလုံရေးစနစ်ကြောင်းပြောသွားတာတွေကတချို့ချက်တွေကအားကြစရာကောင်းသလို ဟုတ်တယ်တချို့အချက်တွေကလည်းကျွန်တော်တို့တွေနည်းနည်းထူးဆန်းနေတယ် ဟုတ်ပေါ့ဥပမာခလီးသူငယ်ကာကွယ်ဆောင်ရှုပ်ရေးလိုမျိုး မှန်ပါတယ်ကနေဒါမှာဒီကိစ္စကိုအလုံးအလေးထားတယ်မိဘတွေကကလေးကိုကောင်းကောင်းမဆုံးရှုံးနိုင်ဘူးလို့ယူဆရင်အစိုးရကကြားဝင်ဆောင်ရွက်ပိုင်ခွင့်ရှိတယ် လိုအပ်ရင်ခလီးကိုခေါ်သွားပြီး first care စနစ်ထဲထည့်တဲ့အထိလုံနိုင်တယ်ဆိုတာက ဟုတ်တယ်ဒါကမြန်မာယဉ်ကျေးမှုမှာကိုသားသမီးကိုပိုင်တယ်ဆိုတဲ့ယူဆနဲ့လုံးဝကိုဆန့်ကျင်ဘက်ပဲ တခါမှလည်းဒါကကလေးတွေအတွက်အကာအကွယ်ပေးနိုင်တဲ့ကောင်းတဲ့စနစ်တစ်ခုလို့မြင်လို့ရတယ်ဒါပေမဲ့လူငယ်တွေရဲ့ဘဝနဲ့ပတ်သက်ပြီးသူထောက်ပြသွားတဲ့အချက်ကတော့စဉ်းစားစရာပဲ အသက်စစ်ချင်းနေပြီးရင်အင်္ဂါနေခွဲထွက်ရတဲ့ယဉ်ကျေးမှု ဟုတ်တယ်ဒါကလွတ်လပ်မှုကိုအားပေးတယ်လို့ရှိပေမဲ့အလို့အကိုင်စစ်မပြေတဲ့လူငယ်တွေအတွက်အညာမဲ့ထစ်သွားနိုင်တဲ့အန်ဒီရလက်ရှိနေတယ်လို့ဆိုတယ် ဒါကအစောကပြောခဲ့တဲ့အတိုက်အဝင်းနဲ့တဦးချင်းဝါဒကြားကကွာဟချက်ကိုပြန်ရောက်သွားတာပဲ ဟုတ်ပါမြန်မာမှာတော့အသက်30အထိမိဘအိမ်မှာနေရကတာမန်ပဲလေ ဟုတ်တယ်အခက်အခဲရှိရင်မိသားစုကဝိုင်းပြီး6ပန်ပေးကြတယ်ကနေဒါမှာတော့အစိုးရကတခြားနည်းလမ်းတွေနဲ့ပံ့ပိုးပေးတယ်ဥပမာ Universal Health Care အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုးပေါ့ ဒီတော့တက်ကြီးရွယ်အိုပင်စင်စနစ် ဟုတ်တယ်အသက်65နှစ်ပြည့်ပြီးအငင်းစားယူရင်အစိုးရကလမ်းစဉ်ပင်စင်ထောက်ပံ့ပေးတယ် ဒီလိုစနစ်ကြတဲ့နိုင်ငံမှာဘောကဘာသာလို့အရှိတဲ့အတွေးခေါ်တွေကိုစိတ်ဝင်စားမှုရှိလဲဆိုတာကလည်းစိတ်ဝင်စားစရာပဲနော် ဟုတ်ကဲ့အထူးသဖြင့်မြန်မာနိုင်ငံကတန်ဃာတော်တွေနဲ့ဗုဒ္ဓဘာသာကိုလေ့လာခြင်းသူတွေအတွက်ကကနေဒါမှာအခွင့်အလမ်းတွေရှိတယ်ဆိုတာကိုသူကထည့်ဖြောသွားတယ် ဘယ်လိုတက္ကသိုလ်တွေမှာသင်ယူလို့ရလဲရှင် McMaster University, University of Toronto, University of British Columbia တို့လိုမင်းကြီးတက္ကသိုလ်တွေမှာဗုဒ္ဓဘာသာလေ့လာရေးဌာနတွေရှိတယ်လို့သူကပြောသွားတယ် ။အော်မြန်မာဗုဒ္ဓဘာသာတိဘက်ဗုဒ္ဓဘာသာစသဖြင့်ဘာသာရပ်တွေသင်ယူလို့ရတာပေါ့ ဟုတ်ပါတယ်ဒါကကပတ်မှာဘာသာရေးနဲ့ကင်းရှင်းတဲ့နိုင်ငံဖြစ်ပေမဲ့ပညာရေးဆိုင်ရာလွတ်လပ်ခွင့်ကိုအားပေးတယ်ဆိုတာပြနေတာပဲ ။ဒါပေမဲ့အဓိကစိန်ခေါ်မှုကတော့ကုန်ကြစရိတ်ဖိမိထင်တယ် အဲ့ဒါကတော့ဟုတ်တယ်ဒီနေ့ကိုကနေဒါဒေါ်လာ$28,000 ကနေ$58,000အထိရှိနိုင်တယ်ဆိုတော့ ။ scholarships တွေကအရင်အရေးကြီးသွားပြီပေါ့ အမှန်ပဲဒီအချက်လက်ဒီအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါဟောပြောသူရဲ့ကိုယ်ပိုင်ဘဝခရီးကဒီကွာခြားချက်ဒီအားလုံးကိုပေါင်းကူးပေးတဲ့တလားတစ်ခုလိုဖြစ်နေတာကိုတွေ့ရတယ် ။သူ့ရဲ့အလွန်အတွေ့အကြုံကလည်းအရန်ဆုံးတယ်နော်။စကပြန် MRTV မှာသတင်းချင်ညာသူ INGO မှာ ဟုတ်တယ်နောက်ခါအမျိုးမျိုးတွေလာတဲ့အတွက်နိုင်ငံတစ်ခုနဲ့တစ်ခုရဲ့ကွာခြားချက်ဒီကိုရှုတောင်းပေါင်းစုံကနေမြင်နိုင်စွမ်းရှိတာပေါ့ သူရဲ့အင်္ဂလိပ်စာသင်ယူခဲ့ပုံကလည်းဒီခရီးအတွက်အဓိကတော့ချက်တစ်ခုဖြစ်ခဲ့ပုံပဲသူကအင်္ဂလိပ်စာကိုဘဝကိုပြောင်းလဲပေးနိုင်တဲ့လက်နက်တစ်ခုလို့ယုံကြည်ခဲ့တယ်လို့ပြောသွားတယ် ဟုတ်တယ်ရန်ကုန်ကနမကြီးတင်တန်းနေတက်ခဲ့အောင်ပကြမကဘူးအတန်းထွက် pronunciation နဲ့အတန်းတက်အကျ intonation ကိုအလေးထားလေ့ကျင့်ခဲ့တယ် ဒါကမြန်မာမှာအင်္ဂလိပ်စာသင်တဲ့သူများစုသိအာရုံမဆိုင်မိတဲ့အပိုင်ပဲအဲ့ဒီမှာသူပြောသွားတဲ့ချက်တစ်ချက်ကအရန်တန်ဖို့ရှိတယ်ဘာသာစကားတစ်ခုကိုတကယ်တက်မြောက်ဖို့အကောင်းဆုံးနည်းလမ်းက ပြန်သင်ပေးတာလား ဟုတ်တယ်အဲ့ဒီဘာသာစကားကိုသုံးပြီးတခြားသူတွေကိုပြန်သင်ပေးတာပါပဲတဲ့တရင်ကျင်ညာသူအဖြစ်လုတ်ကြိုက်ခဲ့တာက
သူ့ရဲ့ရည်ချင်းကိုအလျင်းမြန်တိုးတက်စေခဲ့တယ်ကိုရှင်းပြသွားတယ် ကဲဒီနေ့ဆွေးနွေးရတာတွေကိုအကျဉ်းချုပ်ကြည့်ရအောင်ကျမတို့တွေ့ရတာကကန်နာဒါဟာစနစ်ကြတယ်ယဉ်ကျေးမှုစုံလင်တယ်လူမှုဖူလုံရေးစနစ်တွေခိုင်မာတယ် ဟုတ်တယ်ဒါပေမဲ့တူဦးချင်းစာနဲ့လူနေမှုပုံစံရဲ့ကြောဘက်မှာအထီးကျန်မှုလို့စိန်ခေါ်မှုတွေရှိနေတယ် မြန်မာကတော့အတိုက်အဝင်းစိတ်ဓာတ်နဲ့ဗုဒ္ဓဝါဒတန်မိုးတွေအပေါ်မှာနက်နက်ရှမ်းရှမ်းအခြေဖြူထားတာပေါ့ ဟုတ်ပါတယ်အဆုံးမှာတော့ဘယ်စနစ်ကပိုကောင်းတယ်ဆိုတာထက်စနစ်တစ်ခုချင်းစီမှာဘလို့အားတာတဲ့အားနဲ့တဲ့ရှိနေလေ ပြီးတော့လူတယောက်အနေနဲ့ဒီမတူရင်တဲ့စနစ်တွေကြားထဲမှာကိုယ့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုဘလို့ရှာဖွေသွားတယ်လဲဆိုတာကအထီးကပေါ့ ဟုတ်ပါတယ်ဟောပြောသူရဲ့ဘွားခီးကိုယ်တိုင်ကအကောင်းဆုံးသက်သေပါပဲ ဟုတ်ပါတယ်ဒီနေ့လေးလာသွန်းသက်ချက်ကနေနိုင်လည်တစ်ခုရဲ့ပုံရိပ်ဟာမြေပုံပေါ်ကအချက်လက်တွေထက်အများကြီးပိုချေပြန့်တယ်ဆိုတာကိုမြင်တွေ့ရပါတယ် ဟုတ်ကဲ့လူတွေရဲ့နေစဉ်ဘဝသူတို့တာမုတ်ထားတဲ့အရာတွေသူတို့ရဲ့စနစ်တွေကမှနိုင်ငံတကာနိုင်ငံရဲ့တကယ့်ဇာတ်လမ်းကိုပြောပြနိုင်တာပါဒီစနစ်မှုကနေနောက်ထောင်သူတွေအတွက်စဉ်းစားစရာအတွေ့အကြုံချန်ထားခဲ့ကြပါတယ် ဟုတ်ကဲ့ ဟုတ်ပြသူကကန်နာဒါအစိုးရဟာဌာနေတိုင်းယွန်းထားတဲ့နဲ့ပြန်လဲရင်ကြားစီရေးကိုလှုပ်ဆောင်နေတဲ့အကြောင်းပြောသွားခဲ့တယ်လေ တမိုင်းမှာရှိခဲ့တဲ့ခက်ခဲတဲ့အဖြစ်အပျက်တွေကိုအတိမတ်ပြုတာပေါ့ ဟုတ်တယ်ဒီချက်ကနေစဉ်းစားစရာတစ်ခုကတော့လူအဖွဲ့အစည်းတွေဟာသူတို့ရဲ့တမိုင်းကိုဘယ်လိုရင်ဆိုင်ကြတယ်လဲဆိုတာပါပဲကန်နာဒါမှာဖြစ်စေမြန်မာမှာဖြစ်စေတခြားနေရာတွေမှာဖြစ်စေတကယ်ရင်ကြားစီရေးဆိုတာဘယ်လိုပုံစံမျိုးဖြစ်နိုင်မလဲတမိုင်းရဲ့အမောင်ပချမ်းတွေကိုအတိမတ်မပြုတ်ပဲရှစ်ဆက်တွားလို့ရောတကယ်ဖြစ်နိုင်မှာမလား